လေးတယောက်တည်းနေတော့ဟဲ့ဘယ်လုံးချုံပါလဲ ဟုတ်တယ်နင်အခုလိုတယောက်တည်းနေတာနင့်အတွက်မလုံခြုံဘူးနော်ပြီးတော့အခုဘာဖြစ်သွားသေးလဲဒဏ်ရာတွေဘာတွေရောနင်ရသွားသေးလား ဟိုဘာမှတော့မဖြစ်လိုက်ပါဘူး တော်သေးတာပေါ့ မိမိရဲ့နင်းတယောက်တည်းနေတော့ငါစိတ်မချပါဘူးဟဲ့နင်းနဲ့ငါနဲ့ချင်းရင်ကောင်းရင်ဆိုတော့နင်းလာအိတ်ချင်လဲအိတ်မအိတ်ချင်ဘူးဆိုလဲနင်းမျိုးတွေရှိတဲ့နေရာကိုသွားချင်လဲသွားနော်တယောက်တည်းနေတော့သေလူ2ယောက်ဆိုတော့ရှင်းလူတော့ရသမီးကိုစေတနာနဲ့ပြောတာ ဟုတ်ကဲ့ပါကျေးဇူးအများကြီးတင်ပါတယ် အေးပါအေးပါ အကိုကြီးတို့လည်းကျေးဇူးအများကြီးတင်ပါတယ်နော် ရပါတယ်ဟာရပါတယ် 梦诉不要的接受夜里深满不下浪多夜里梦诉不要的接受夜里谁对留下了你